နေရာတိုင်းမှာမြင်နေရတဲ့ကျွတ်ကျွတ်အိတ်တွေမသုံးငင်ကပေါ့အရင်ကဆိုဈေးဝယ်ရင်လည်းစက်ကူအိတ်လေးတွေနဲ့ထည့်ပေးကြတာဈေးချင်းတောင်းကိုတော့ကျိန်နဲ့ရက်ထားတဲ့ကျိန်ချင်းတွေသုံးကြတာအခုတော့ဒီအရာတွေနေရာမှာပလတ်စတစ်တွေကနေရာယူသွားပြီလေဘာအတွက်ပဲဖြစ်ဖြစ်ပလတ်စတစ်တွေကအသုံးဝင်နေဘာလို့လဲဆိုတော့ပပပတည်သွားလို့ရပြီးကျိုင်းသက်ရပုံစံအတိုင်းပုံသွင်းပြုလုပ်နိုင်တာကြောင့်မို့ဒါကြောင့်ပလတ်စတစ်တွေကိုလူတွေကပိုသုံးပြုလာကြပြီးကျမတို့ရဲ့နေ့စဉ်ဘဝမှာပါဝင်လာပါတယ်ဒါဆိုပလတ်စတစ်ကိုတွင်းတွင်းကြဲကြဲသုံးလာတာဟာတဘာဝပတ်ဝန်းကျင်နဲ့နေ့စဉ်ဘဝအတွက်ကောင်းမွန်တဲ့ပြောင်းလဲမှုတစ်ခုလို့ထင်ပါသလားပလတ်စတစ်တွေကိုဘယ်လိုပြုလုပ်ကြတာလဲရင်စုံမြေအောက်ဒါမှမဟုတ်ပင်လယ်အောက်မှာရှိတဲ့ရေနံစိမ်းကိုထုတ်ယူပြီးစက်ရုံတွေမှာ900ဒီဂရီဆဲလ်ဆီးယပ်ကနေ850ဒီဂရီဆဲလ်ဆီးယပ်အထိအပူပေးလိုက်တဲ့အခါမှာရေနံစိမ်းထဲမှာရှိတဲ့ဟိုက်ဒရိုကာဗွန်မော်လီကျူးတွေဟာပျက်စီးသွားပြီးပုံမသေးငယ်တဲ့မိုနိုမာစ်လို့ခေါ်တဲ့မော်လီကျူးသေးသေးလေးတွေထွက်ပေါ်လာပါတယ်။ဒီမိုနိုမာစ်တွေအများကြီးပေါင်းစပ်ဖွဲ့စည်းကြတဲ့အခါပိုလီမာစ်လို့ခေါ်တဲ့ chemical chain တွေဖြစ်ပေါ်လာပါတယ်။ဒါဆိုရင်ပလတ်စတစ်တွေကဘာကြောင့်အလွယ်တကူမပျက်စီးမဆွေးမြေ့နိုင်ရတာလဲ။ဒီ chemical chain တွေမှာပါဝင်တဲ့ကာဗွန်နဲ့ဟိုက်ဒရိုဂျင်ဓာတ်ဆီနှစ်ခုရဲ့ပေါင်းစပ်မှုဟာအလွန်အားကောင်းတဲ့အတွက်ကြောင့်ပလတ်စတစ်တွေကိုအလွယ်တကူပျက်စီးလို့မရနိုင်ပါဘူး။ပလတ်စတစ်တွေကဒီလိုပိုလီမာစ်တွေတန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ဒါကြောင့်ပလတ်စတစ်တွေကမပျက်စီးပဲကမ္ဘာမြေပေါ်နှစ်ပေါင်းရာချီတည်ရှိနေရပဲဖြစ်ပါတယ်။ဒီပလတ်စတစ်ကလူတယောက်ရဲ့နေ့စဉ်ဘဝမှာအနီးကပ်ပါဝင်နေရဆိုတာကိုရောသတိထားမိလား။မနေ့အရာနူရာနဲ့ကိုလက်မျက်နှာဆေးရဲ့အချိန်ကစပြီးခန္ဓာကိုယ်အတွက်လိုအပ်တဲ့အစာစားကြတဲ့အခါပညာကိုစီးပူးတင်လိုတဲ့အရွယ်ပဲဖြစ်ဖြစ်စားဝင်နေရဲ့အတွက်လောက်ကန်ရှာဖွေနေရတဲ့အရွယ်မှာပဲဖြစ်ဖြစ်ငယ်ချင်းတွေနဲ့တွေ့ဆုံနေခြင်းကိုတယောက်တည်းဝမ်းနေနေခြင်းဒီလိုခိုက်တဲ့အနိုင်မှာပလတ်စတစ်ဟာအမြဲရှိနေပါတယ်ဒါပေမဲ့ဒီ relationship ကကဘာကြီးနဲ့ကျမတို့ရဲ့အနာဂတ်အတွက်ရေရှည်ကောင်းမွန်စေတဲ့ဆက်ဆံရေးမျိုးမဟုတ်ပါဘူးဒါဆိုရင် plastic အပေါ်မိခိုမှုကိုရှော့ချဖို့အတွက်ချိန်ရောက်ပြီလို့မမြင်ဘူးလား plastic တွေပေါ်ပေါက်လာပြီးနှစ်ပေါင်း90အတွင်းမှာရင်သူတို့ကြောင့်တဘာဝပတ်ဝန်းကျင်ပျက်စီးလာမှုကိုတိတိတသားမြင်တွေ့နိုင်ပါတယ်ရန်ကုန်လိုမျိုးပြမှာမိုးရင်းရောက်တဲ့အခါတိုင်းပြင်းမြောင်းတွေပိတ်ဆို့ပြီးရေကြီးရေရှမ်းဖြစ်တာကလည်း plastic တွေကြောင့်ဖြစ်ပါတယ်အထူးသဖြင့်လူနေအိမ်ထူထပ်ပြီးစင်ချေပုံးရက်ကွက်တွေမှာကျွတ်ချင်းရင်ပေါ်များပြီးဝမ်းယောဂအဆုတ်နဲ့ပတ်သက်တဲ့ယောဂအရေးပြားယောဂတွေဖြစ်ပွားနိုင်ပါတယ်။ဒါအပြင်ပလတ်စတစ်ကိုထုတ်လုပ်တဲ့အခါသုံးစွဲသူတွေစီတည်ယူပို့ဆောင်တဲ့အခါမှာထွက်ရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပမာဏဟာတစ်ကမ္ဘာလုံးတိုင်းတာအနေနဲ့စုစုပေါင်းထွက်ရှိတဲ့ greenhouse gas ပမာဏရဲ့3%အထိရှိပါတယ်။ပင်လယ်သမုဒ္ဒရာထဲမှာမျောပါလာတဲ့ပလတ်စတစ်အမိုက်တွေဟာတစ်နှစ်ကို14 million tons ရှိနေပြီးဒါဟာရှမ်းပြည်နယ်ရဲ့8ဆပမာဏရှိပါတယ်။ဒါကြောင့်ကမ္ဘာနိုင်ငံအသီးသီးကပလတ်စတစ်အသုံးပြုမှုကိုမထိန်းချုပ်နိုင်ခဲ့ရင်2050ပြည့်နှစ်ရောက်တဲ့အခါပင်လယ်သမုဒ္ဒရာနေသတ္တဝါမျိုးစိတ်ပမာဏထက်ပလတ်စတစ်ပမာဏကပိုများလာပါလိမ့်မယ်။ပလတ်စတစ်တွေဟာပတ်ဝန်းကျင်ကိုရေရှည်ထိခိုက်နိုင်တဲ့အပြင်အချိန်ခဏလေးတွင်းမှာလည်းလူတစ်ယောက်ရဲ့ကျန်းမာရေးကိုနီလန်းမျိုးစုံနဲ့ထိခိုက်နိုင်နေဆိုတာသင်သိပါသလား။လူတွေအလွယ်တကူစွန့်ပစ်လိုက်တဲ့ပလတ်စတစ်တွေကရှည်ရဲဒီထဲမှာတာမန်မျက်စိနဲ့မမြင်တွေ့နိုင်တဲ့ပလတ်စတစ်အမုံမွားတွေအဖြစ်ပျက်စီးသွားနိုင်ပါတယ်။ဒီအရာတွေကို microplastic လို့ခေါ်ပြီးပုံမှန်အားဖြင့်5 mm အောက်သိငယ်ကြပါတယ်။ဒီ microplastic တွေကိုသတ္တဝါသေးလေးတွေကစားကြတယ်။ပြီးတော့ဒီသတ္တဝါသေးလေးတွေကိုငါးလေးတွေကတဆင့်စားပြီးဒီလိုနဲ့ microplastic တွေဟာနောက်ဆုံးတော့ကျမတို့ရဲ့ထမင်းစားပွဲပေါ်ကိုပြန်ရောက်ရှိလာပါတယ်။လေးလာတွေ့ရှိချက်များအရနေ့စဉ်တောက်သုံးနေကြရေတန့်တလီတာမှာပလတ်စတစ်အမုံမွားပေါင်း3,000,000ကနေ3,900,000ကျားအထိပါဝင်တယ်လို့သိရှိရပါတယ်။ဒီ microplastic လေးတွေကထွက်ရှိတဲ့အစိတ်တောက်ဓာတ်ဟာကင်ဆာဖြစ်စေတဲ့အထိသက်ရောက်မှုရှိပြီးကျမတို့ရဲ့ကျန်းမာရေးကိုဆိုးဆိုးရွားရွားထိခိုက်နိုင်ပါတယ်။ဒါဆိုရင်ဒီ plastic ညဉ့်ညမ်းမှုကိုကိုတူတယောက်အနေနဲ့ဘယ်လိုလျှော့ချနိုင်မလဲ။ကိုနည်းစဉ်သွားလာတဲ့အခါမှာဒီအချက်၃ချက်ကိုလိုက်နာကျင့်သုံးပြီးပလတ်စတစ်ညဉ့်ညမ်းမှုကိုလျှော့ချနိုင်ပါတယ်။မလိုအပ်ပဲပလတ်စတစ်အိတ်အပူတောင်းတဲ့အလေးချင်းမလုပ်တာအပြင်ပလတ်စတစ်ဘူးခွက်တီကိုလျှော့သုံးခြင်းဖြင့်နေ့စဉ်ဘဝမှာပလတ်စတစ်မီကိုမှုကိုလျှော့ချနိုင်ပါတယ်။ပြီးတော့အသုံးပြုပြီးပလတ်စတစ်တွေကိုအလွယ်တကူမစွန့်ပစ်ပဲဆေးကြောတန့်စင်ပြီးအကြိမ်ကြိမ်ပြန်လည်အသုံးပြုနိုင်ပါတယ်။နောက်တစ်နည်းကတော့ပလတ်စတစ်အမိုက်တွေကိုစနစ်တကျစွန့်ပစ်ပြီးပစ္စည်းအသစ်တွေကိုပြန်လည်ပြုလုပ်အသုံးပြုလို့ရပါတယ်။ဒါအပြင်ကိုယ်တိုင်ကလည်းကိုယ်ပတ်ဝန်းကျင်လူတွေကိုပလတ်စတစ်သုံးစွဲမှုလျှော့ချဖို့အတွက်ပြန်လည်သိပညာပေးတာကိုယ်တိုင်ကိုယ်ပတ်ဝန်းကျင်အဖွဲ့အစည်းမှာဝင်ရောက်ပြီးအမိုက်တန့်ရှင်းရေးတွေပါဝင်တာတွေလှုပ်ဆောင်နိုင်ပါတယ်။ဒါဆိုရင်အခုပဲကိုယ့်ရဲ့နီးစပ်ရာပတ်ဝန်းကျင်လေးကစတင်ပြီးပလတ်စတစ်သုံးပြုမှုကိုလျှော့ချလိုက်ရအောင်နော်။